တို့အဟောင်းပစ္စည်းပေါ့နော်အဟောင်းပစ္စည်းကျွန်တော်တို့အိမ်သုံးအဟောင်းပစ္စည်းတွေရောဒီဝတ်စာဗီထုတ်တွေရောရောင်းတဲ့ဈေးကိုသွားမှာဖြစ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါထို့ပြတဲ့ like ကနေပြန်လည်မှကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကိုဆိုင်ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ pocket ထဲမှာပေါ့နော်ကျွန်တော်တို့အဟောင်းပစ္စည်းပေါ့နော်အဟောင်းပစ္စည်းကျွန်တော်တို့အိမ်သုံးအဟောင်းပစ္စည်းတွေရောဒီဝတ်စာဗီထုတ်တွေရောရောင်းတဲ့ဈေးကိုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဈေးကတော့ပုံမှန်ဆိုရင်တော့သူကစနေတနင်္ဂနွေပဲပုံသေးရှိတယ်ပေါ့နော်ဒါပေမဲ့အခုရက်ပိုင်းမှာကျတော့ကျွန်တော်တို့ဒီဈေးနဲ့အတူကိုကောင်းဝိုင်ပွဲပေါ့နော်ကောင်းဝိုင်ပွဲမှာလုပ်ပြီးနေလို့ဒီဈေးကိုဒါကျွန်တော်တို့တွားပြီးတော့မှကြည့်မယ်တွားပြီးတော့မှလေ့လာကြည့်မယ်နော်ဆိုတော့ဒီဈေးရဲ့ပင်နေရာမှာလည်းဒီကောင်းဝိုင်ပွဲကဘယ်လောက်ထိစီနေလဲဆိုတော့ကျွန်တော်တို့တူလေ့ကြည့်လိုက်အောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဒီ shoe ကောက်လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ဒီနာခေါင်းလေးကိုလည်းနှိပ်ထားပြပါဦးခင်ဗျာကဲခုကတော့ကျွန်တော်တို့ဒီဗီဒီယိုပေါ့နော်ဗီဒီယိုစကန်ဟန်ရောင်းတဲ့စနေတနင်္ဂနွေဈေးကိုရောက်ပါပြီဆိုတော့ဒီနေ့ကတော့သူကမိုးနည်းနည်းလေးရွာတော့ဗောနော်မိုးနည်းနည်းလေးကြာလာဖြစ်တဲ့ကြောင့်မို့ဈေးအချို့ဈေးတွေကတိုင်းနေဈေးကတော့တိုင်းနေဗောနော်ဖွေးတဲ့ဈေးကတော့ဖွေးတယ်ပုံမှန်ဆိုရင်တော့ဒီအထဲမှာဗောနော်ဒီအထဲမှာကျွန်တော်တို့ဒီအထဲမှာဆိုကျွန်တော်တို့ဒီပိတ်တော့ဗောနော်ကျွန်တော်မြန်မာဆိုပိတ်တော့ဒီဆန်းဆိုရင်တော့ဒီပစ္စည်းအဟောင်းတွေရောင်းနေတဲ့ဈေးကဟိုင်းအထဲမှာစီတယ်ဗောနော်ပြီးခဏကျကျွန်တော်ပြရမယ်ဒီနေ့မှာနည်းနည်းတူဆန်းပါစီပါလဲဆိုတော့သူကဒီကောင်းမိုင်ဗောနော်ကောင်းမိုင်ပွဲကိုလောက်ပြီးတော့ဗောနော်ကောင်းမိုင်ပွဲသူကထပ်ပြီးတော့မှလောက်ပြီးတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ပို့ပြီးတော့စုံနေလို့ပြောလို့ရတာဗောနော်ဆိုတော့ဒီမှာဓာတ်ပုံရိုက်မယ်ပါမယ်ဆိုရင်တော့တော်တော်လှမယ်လို့ပြောလို့ရတာဗောနော်ဆိုတော့အခုကကျွန်တော်လာတော့အစိုးရလာတာဗောနော်အစိုးရလာဆိုတော့တိုက်ပြီးတော့မစီသေးဘူးဒီမှာဆိုရင်ဒီ stay စင်နေပါလေလောက်ထားပြီးဗောနော်အဲဒီမှာဆိုရင်ကျွန်တော်တို့ကောင်းမွန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းလောက်ထားပြီးပါတယ်โอเคကျွန်တော်လိုက်လေ့လာကြည့်ပါတော့ပြီးလို့ဆိုရင်ကျွန်တော်အထဲကိုကြည့်ပါတော့အထဲမှာပါစေကျွန်တော်တစ်ချက်တော့ကြည့်ပါမယ်โอเคအခုကကျတော့ကျွန်တော်တို့အထဲကိုပြန်ပြီးတော့ဝင်ကြည့်ပါတော့ဒီမှာစိတ်ပိုင်းတယ်မှာတပုံလေးရိုက်လို့ရမယ်ပြီးစင်ဟိုထဲမှာကျွန်တော်တို့ကောင်းမွန်မြင်းလေးတွေပြန်ပြီးတော့လောက်ထားတွေ့တယ်ပေါ့နော်ခုနကကျွန်တော်တစ်ခါလာတော့မြင်းမရှိပါတော့ကိုမြင်းလေးပါတွေ့ပါတော့အမြင်းလေးအမြင်ကကြည့်ပါမယ်โอเคကောင်းမွန်ပွဲဆိုတဲ့အတိုင်းကျွန်တော်တို့မြင်းလှတာပေါ့နော်မြင်းလေးနှစ်ကောင်နဲ့တော်လှပါတယ်ဆိုတော့ဒီမှာလည်းဆိုရနော်ကောင်းမွန်နေတော့ရောက်နေကြပြီပေါ့နော်ကောင်းမွန်နေတော့ရောက်နေကြပြီချက်ကောင်းမွန်နေစီနေပါပြည့်စင်အောင်မှာကျွန်တော်တို့ show ဝဲကလည်းသူတို့ပြင်ဆင်နေပါပြီဒီမှာ show ဝဲတော့လည်းသူတို့ပြင်ဆင်နေပါနော်ည9:00 နာရီ10:00လောက်ဆိုရင်တော့သူတို့ပို့ပြီးတော့တတိကျစားဖြစ်မှာနော်ပို့ပြီးတော့စီပါမယ်ကိုကကျတော့နည်းနည်းလေးစောသေးတယ်လို့ပြောလို့ရတော့နော်စောသေးဆိုသေးစမ်းစစ်သေးမှာကောင်းမွေနေမြင်းသစီနေပေါ့နော်တော့ဒါလှတဲ့ပုံပြတာပါမြင်းရတော့တော်လှတာပေါ့နော်မြင်းရတော့တော်ကြီးလှတယ်ပြောရပါတော့ဆိုတော့ကောင်းမွန်ပွဲဆိုတဲ့အတိုင်းကျွန်တော်တို့မြင်းစီမြင်းကတော့နှစ်ကောင်ပဲတွေ့တယ်ပေါ့နော်သူတို့ကတော့ဒီနှစ်ကောင်ပဲခုတ်လာတာတွေ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ကြည့်မှဆိုလက်ကြည့်လို့ရတော့ဗောနော်ဘယ်နေရာနေ့ထိလဲဆိုတော့ကျွန်တော်တစ်ခေါက်ပြန်မေးပြီးဗောနော်ခုနကကျွန်တော်မမေးလဲရဘူးဘယ်နေရာနေ့ထိလဲဆိုတော့ဗောနော်
အခုကကျွန်တော်တို့ဒီဖေးကိုပတ်ကြည့်ပါတော့ဟိုကကျတော့သူကမိုးရွာလို့ပေါ့နော်ခုနမိုးပါကျတော့သူဝတ်စာတွေတင်ထားတယ်သူကပြန်ခင်းနေတူတွေပြန်ခင်းနေကြပြီပေါ့နော်ဒီမှာသူကစကန်ဟန်ပေါ့နော်စကန်ပြီးတော့ဝတ်စာတော်များတယ်ပြီးတော့စီပေါ်တယ်ပြီးတော့စီသူသုံးဆောင်ပစ္စည်းတွေတော်များတယ်ပြောတာပဲကျွန်တော်ထဲမှာစစ်တည်တယ်ပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်ကျွန်တော်အစားတောက် line တွေပါသူထပ်ပြီးတော့လုပ်ထားပြီးတော့ပေါ့နော်ကျွန်တော်ညစီတန်းပုံစံမျိုးသူလုပ်ထားပေးပါတယ်ဆိုတော့ဒီမှာညစီတန်းလည်းပတ်ဒီစကန်ဗီဒီယိုဝင်နေလည်းအစားတောက်ပြပါစီတယ်ပေါ့နော်ဆိုတော့ဒီချိန်ကတော့သိမစီသေးပါဘူးည9 နာရီလောက်လာရင်တော့ဟိုစီတယ်လို့ပြောလို့ရပါဘူးနော်ဒါကျွန်တော်အစောကြီးလာလိုက်လို့ပါကျွန်တော်တို့ဟိုအထဲကိုတပတ်ကြည့်ပေါ့နော်ပီထရူးစပစ္စည်းတွေပါစီလဲဆိုတော့ကျွန်တော်ပြန်ပြပေးမယ်နော်ဒီကွာကျွန်တော်ထဲမှာပစ္စည်းလိုက်ကြည့်ပေါ့နော်ဒီမှာတော့သူကဒီလူသုံးပုံပစ္စည်းထက်ကိုအဲ့ဒီဝစားကဟိုများတယ်ပေါ့နော်ผมมีไป20 ปอนด์ได้ไหมไม่เป็นไรไม่เป็นไรဒီထဲမှာကျတော့သူကအရင်ဝစားပုံများပါတယ်အဲ့ဒီမှာဆိုရင်တော့လူသုံးပုံပစ္စည်းစကန်ဟန်ပေါ့နော်ပြန်ရောက်လာပြန်ရောက်လာသူကလူသုံးပုံပစ္စည်းထက်ကိုဝစားပုံများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီထဲမှာတော့ဝစားတော်ပုံများပါတယ်အပြင်ထက်ဆိုင်ပေါ့နော်ပြင်မှာအခုမှခင်းတဲ့နေရာတွေခင်းနေတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တစ်ခါပြန်ပြပါမယ်ဒီမှာတော့တူတယ်ပါလားဆိုတော့အယုတ်တွေလည်းစီတယ်ပြီးလို့ရှိရင်ဒီတော့ကုန်ပစ္စည်းတော်တော်များလည်းစီတယ်ပေါ့နော်အချို့ပစ္စည်းဆိုကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ပစ္စည်းအဟောင်းတဲ့ပစ္စည်းဒီမှာလာကြည့်ကြည့်လို့ရတာပေါ့နော်တော်တော်ကြီးများမင်္ဂလာပါမင်္ဂလာမတွေ့တာကြောင့်မတွေ့ချင်တော့ဗျာတွေ့ချင်တော့ဟိုမှာပွဲလာကြည့်ဟိုမှာမစသေးဘူးလားမစသေးဘူးလေဟုတ်လားနည်းနည်းမိုးချောမှာစမှာလေဟိုချက်တွေအစားဒီမှာဆိုရင်လက်ချက်တွေအစားစီတယ်ပေါ့နော်ဒါလက်ချက်ဆိုတော့အများကြီးဟိုမှာတစ်ချက်ผมรอทุกสิ่งเลยมันขอขับอะไรยังโอเคเดี๋ยวมาซื้อน้ำสีปูม่าหรอวะเนาะเดี๋ยวมาซื้อเราดูตัวกงน้ำสีปูม่าสิบาทมึงได้เล่นไม่หมดแล้วพอแล้วมาแล้วဆိုတော့ကျွန်တော်တို့ဗီဒီယိုဆိုင်ဆိုပေမဲ့အင်ကြီးဝစားတွေမကပဲねကျွန်တော်တို့ဒီလိုမျိုးလူသုံးကုန်ပစ္စည်းတွေပါဒီမှာကိုစိတ်ကြိုက်ပါတော့ကိုလက်စားလို့ရတာပေါ့နော်ကိုစိတ်ဝင်စားတဲ့ဟာမျိုးလေးတွေလက်စားကြည့်လို့ရပါတယ်တော်တော်ကြီးကိုစုံတယ်လို့ပြောလို့ရတာပေါ့နော်ပေါ့ကျွန်တော်ခုနကျွန်တော်တို့အပြင်မှာတင်ထားတဲ့ပစ္စည်းတွေပြန်ပြီးတော့ခင်းတာတွေ့လို့ကျွန်တော်အပြင်ကနည်းနည်းထပ်ပြန်ပတ်ကြည့်ပါနော်ဘာလို့လဲဆိုတော့ကျွန်တော်အပြင်မှာစားလို့မရတဲ့ပစ္စည်းတွေပါတယ်ဒီမှာလာစားလို့ရတာပေါ့နော်တော်တော်စုံတယ်လို့ပြောလို့ရပါတယ်现在ထိုးမပြန်ဘူးလားจ่ายด้วยกันได้ไหมได้ค่ะมีจำนวนใช่ไหมคะจำอะไรเป็น75ค่ะแล้วเผ็ดไม่ลงเอาเผ็ดไม่ลงไม่ลงโอเคကျွန်တော်တို့ဒီကောင်းမွန်ပွဲတော့လာမယ်ဆိုရင်တော့ဒီလိုချင်းမျိုးလာပါတော့ဆိုရင်ကျွန်တော်6နိုင်9နိုင်လောက်စီပြီဆိုရင်ကျွန်တော်တို့ပို့ပြီးတော့မှစီပါတယ်ကျွန်တော်ဟိုမှာလည်းသူပြိစုပွဲကတော့သူစပြီးတော့ချင်းဖွေယူပါတော့
အချိန်လာမယ်ဆိုကျွန်တော်တက်ဖို့လည်းအရင်လို့လာမယ်ပြီးတော့ပို့ပြီးတော့လည်းစီပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့စေးပွဲစေးတန်းလည်းပို့စီပါပြီโอเคကိုကကျွန်တော်တို့ဒါပြန်တော့ပါတော့ကျွန်တော်တို့လိုက်ဖတ်ပြီးတော့ပြန်มาတော့မယ်ခုဗီဒီယိုလေးကိုကြိုက်တယ်နဲ့ဆက်တဲ့ဆိုရင်ကျွန်တော် like and follow နေကိုပြကြပါအောင်ပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြမယ်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြေသွားစေချင်တယ်ဘာလို့ချင်လဲဆိုတော့ပြောခဲ့ပြီပေါ့နော်ကျွန်တော်တက်နိုင်ဆုံးလိုက်ပေါ်ပြပါမယ်ဒီဗီဒီယိုလေးကတော့တက်တော့ပါမယ်အဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းရအောင်ပါအချစ်စုတင်ပါတယ်ခင်ဗျာ